Mata palane ayo. ဒီနမို့စစ်ကိုမာကဒီမှာပြားရည်နဲ့ရောမယ်အဲ့ဒါဘာတက်စီစွမ်းကောင်းလဲဆိုတော့အမျိုးသမီးတွေတမတာလာတဲ့ချိန်မှာနာကျင်ကတ်ခဲတာတွေတက်တာစီတယ်အဲ့ဒါကိုတိတိလေးလုံးပြီးတော့မှစီးနဲ့အဖြစ်တောက်တုံးကြမယ် Yo jali ne bam sign wada. ဆိုင်တော့ဗောညီတို့ယောက်ျားလေးလည်းတောက်လို့ရတယ်လေအဲ့ဒါကိုပြိုင်နဲ့လုံးပြီးတော့မှ6ခံထားလို့ရှိရင်ပလင်ထဲထည့်ထားလေးလုံးအောင်တိချာတင်ထားလို့ရှိရင်ညီတို့ပိုင်းအောက်ပိုင်းနာဖြစ်လို့ရှိရင်အဲ့ဒါကိုတောက်ပြီးလို့ရတယ်ရင်တွေနဲ့တောက်ရတယ်မင်္ဂလေးတွက်လက်ကောင်းတယ်ယောက်ျားလေးတွက်လက်ကောင်းတယ်အဲ့ဒါကြောင့်မလို့ဒီမှာလောက်ကူပါငလေးစွန်းနေမလားဆိုရင်6ကြာပြီးတော့မှမျိုးမဖြစ်ဘူး။နောက်တူလမ်းလို့ရှိရင်နေဘူးထဲမှာမလမ်းရဘူး။နေရိတ်ထဲမှာပဲမလမ်းမယ်။ပေါ့မပလင်ထဲမှာတဲအမမမတဲဘူး။ကလေးငယ်တွေလည်းအဲ့လိုဘိုက်အောက်တဲ့ချိန်မျိုးပါဆိုရင်သူတို့တိုက်လို့ရလေယူနေလေးနဲ့အဲ့ဒါနဲ့တိုက်လိုက်ဆိုရင်တက်ပါတယ်နောက်ဆုံးဘလောက်တိဒီစနွင်းရစေးစံကောင်းထက်လဲဆိုနေတိလားတိဥမာကျွဲနော်တိရစ္ဆာန်တွေတန်ရရနော်အရင်ကတော့ငငယ်တော့ရွာမှာနွားရှိတော့သူနွားအမီခုတ်ခံရတော့နွားမီအဲ့လိုကျဲကွဲသွားတယ်အဲ့ဒါကိုစနွင်းထက်မှအဝတ်နဲ့ပဲစီးပြီးလိုက်တာနောက်တည့်ကျတော့သူတက်တာပါ Oh, hade anna på matay le ya. နာပေါ်မှာတက်လို့ရတယ်စနွင်းနဲ့တူများဆက်ပြားတွေထုတ်တယ်အလားကုန်တွေထုတ်တယ်ဆိုတာသိလား Alim ti. ဟင်းချက်စားတဲ့မှာထည့်တယ်ဒါပေမဲ့အထူးဆန်းတာကဒီအနောက်တိုင်းအစားစားမှာကျစနွင်းမပါဘူးစနွင်းတစ်စက်မပါမပါအေးရတယ်အဲ့လောက်ဆိုအနေထားဆိုရအဲ့ဒါနဲ့တိချမွေးရောအဲ့မှာဒီမှာလက်နဲ့လုံးမယ်ဘာကြီးလို့လို့ရတယ်တိလာမလေးSequel. စီကွက်လို့ဆိုစီကွက်ကိုဖန်တီးပါဟဲ့အဲ့လိုပဲရအောင်ကြော်ညာပေါ့မော်ဒယ်နဲ့လာလေးနဲ့အဲ့လိုမျိုးကြော်ညာပေးတော့အစင်အများလောက်ဝယ်ကြအောင်ပေါ့ချစ်လေးလုံးအဲ့စင်မစကားတယ်မထဲလာလား Ti chi da ne chi mi. Nhiều nữa, ya da khen sa wo chu ben ne. ကဲစားချူရလေရပြီလုံးတော့နာမည်ချင်လားလုံးတော့နားတေးတဲ့စမ်း Na. တချီလုံးနဲ့ငါတို့ပြင်းတော့ဆက်ပဲကြမလို့နော်မအင်းငါအောင်ငါမလေးရအဲ့ဒါဘာလဲဆိုတော့တငယ်ချင်းကြောက်ရှိရသူကလာလေရောသူချင်းမိုင်လာလေခါကျတော့မွန်ချန်တလဲမဲဆိုမွန်ချန်တလဲကြာရောတလဲတဲ့ခါကျတော့သူညည ABB နောက်တညတော့မွန်ချန်တလဲမဲတဲ့โอเคဆိုတော့လင်းလက်မဖြတ်ထားတာသူကဘန်ကောက်နေလာတော့မှလင်းလက်မဖြတ်ထားတာညဘယ်နှစ်နာရီလဲဆိုညနေမှတဲ့ညနေ9နာရီတဲ့အေးโอเคပြီအဲ့ဆိုငါတို့အချိန်ရတဲ့မွန်ချန်တလဲမဲဆိုမွန်ချန်တလဲခါကျဓာတ်ပုံရိုက်ချင်ပါဆိုမှဖုန်းအားလဲနည်းနည်းလေးပဲပါရအဲ့နဲ့မနေ့9နာရီလောက်ငါတို့ထွက်သွားပြီးတော့လမ်းမှာဖုန်းလာခါကျတော့အမတော့ခဏတော့ဖုန်းကြိုင်လာမယ်ဒီဖုန်းကြိုင်လိုက်ခါကျတော့အမဟယ်လိုတဲ့အမလေးဆေးရောက်ပြီလားတဲ့သူမေးလေးဆေးမရောက်သေးညနေမှဆိုကျွန်တော်လာကျွနေပြီတဲ့ဟာဆိုအမလေးဆေးအလင်းချိန်ကဟိုစမမဟုတ်လားတဲ့ဘာလဲညနေမှမဟုတ်လားမဟုတ်လေအမမနေ့ပိုင်းဖြတ်ထားတယ်လေဆိုတော့သွားပါပြီ
အမအခုရှောက်လဲနေတာတဲ့အဲ့ဆိုရင်ဘယ်လိုမလဲဆိုရင်ဟိုလေလက်မကိုအကျုံးခံလိုက်ရတော့ဗောအမညနေမှသူပြန်လိုက်ရရော အော်ဟုတ်လား အကြောင်းမလို့လေလက်မှတ်တွေဟိုကြည့်ရင်တေချာကြည့်ပါလို့ပြောချင်တာ နည်းနည်းညနေတော့မှာ နည်းနည်းညနေမှမရှုံးသေးမနဲ့ရှုံးသွားတာအဲ့လိုမျိုး ဒီလမ်းမစီပေါ်တော့မဟုတ်လား လေအဲ့သူက2ရောက်လာတော့တော်တော်လေးကုန်လာတော့ဗောအဲ့လိုမျိုးဒါမျိုးသူများဘောစီဆိုတော့ကိစ္စမရှိလားကိုရီပဲမဖွေးကြည့်တာ ဟုတ်တယ်ကိုရီမာတော့တော့အနေတော့တော့မဟုတ် ဒီဗောကြီးလာငါလည်းသစေုံတော့တာကောက် ဟုတ်တော့လုံးမရတော့တော့ကဲပါဟုတ်ပြီ 1 week later. Two weeks later.